ပတိဒီဝဒုက္ခဒေါမနတငိုခြင်းတဲ့စိတ်တွေရှိသလားဟာစိတ်ရှိတယ်စိတ်ဖြစ်ပြရှုနေတာကြီးလေတတိပဋ္ဌာန်နဲ့ဘယ်စိတ်ရှိပါမလဲညာအဲ့ဒါမဲ့ညာဖိုးညာဘာဒီဖိုးနေတာလဲအဲ့လောဘတွေဒေါသတွေတဏှာတွေမာနတွေ1500ကိလေသာတွေဖိုးနေတယ်ဗျာငြိမ်းချမ်းပြီးတော့ခန္ဓာကိုယ်ကာယဝိရေကရစိတ်ဓာတ်ဝိရေကစိတ်တွေကင်းဘယ်လောက်များတန်ကြီးရှိတယ်အဲ့ဒါနိဗ္ဗာန်ပဲလို့ယဟန္တာများဖလသမဘဝင်စားတယ်ဖိုးဝင်စားတယ်ဆိုတာအဲ့ဒါပဲဖေဟာတတိယတို့ကမသိသေးတော့အခုမြတ်တော်တော်လေးငြိမ်းချမ်းစွာငြိမ်သက်စွာနဲ့နေနိုင်ရတယ်ဒါလေးပြောလိုက်တော့ကဲရှင်ဘုရားတို့ဘာသာအရှင်ဘုရားတို့စဉ်းစားလိုက်ဘာစိတ်ရှိလဲညာမရှိတယ်မဲ့ညာဘုံညာမရှိတယ်ဟိုကိလေသာစိတ်တွေတခုမှမရှိမဲ့ကအမှန်မြင်သွားတယ်ဟိုကအဲ့လောဘတွေဒေါသတွေမောဟတွေ1500ကိလေသာတွေဖိုးနေတယ်အခုအချိန်လေးကြည်သားမှဘယ်လောက်များကာယဝိရေကစိတ်ဓာတ်ဝိရေကစိတ်လည်းဘေးချိတ်ချလိုက်တယ်ဒီကောင်အလကားကောင်မင်းမေပေါ်ချင်းပေါ်ပြက်ချင်းပြက်ငါနဲ့ဘာမှဆက်ဒီစိတ်ဓာတ်ထားလိုက်တယ်ရကြလားပြန်ပြန်ဒီစိတ်ဓာတ်ထားလိုက်နှုတ်မစင်အဲ့မခံနဲ့အဲ့ဒီလူဆိုသူ့ဟာသူယောဂီတို့အိမ်ပါလာတယ်တတိတို့လာတယ်နှုတ်မဆက်ဘူးအဲ့မခံဘူးဒါကမပြောဘူးဆိုတော့နောက်တစ်ခါလာပါဦးမလားအဲ့ဒီသဘောပဲဗျာအခုတော့ဉာဏ်ဖြစ်နေရင်လာပါဦးမလားသိချာကြည့်ပါမဲ့ညာဘုံညာဆိုတာဉာဏ်ဖြစ်သွားတာနော်စိတ်အစာဉာဏ်ဖြစ်သွားတာနာကြီးဇတ်ဖြစ်သွားတာအမှန်မြင်တာမဲ့ဟောဘာစိတ်မှမရှိပါလားဉာဏ်နဲ့နှလုံးနဲ့ငြိမ်းချမ်းနေတာပါလားကာယဝိရေကရနေတာပါလားခိုးလောဘစိတ်တွေဒေါသစိတ်တွေမောဟစိတ်တွေဖိုးနေတယ်မရှိဘူးဘာစိတ်မှမရှိ1500ကိလေသာတွေဘယ်မလို့ဒီစတိပဋ္ဌာန်နဲ့နေဖိုးနေတယ်မဲ့ညာဘုံညာဟိုဘက်ဘာမှမရှိတဲ့ကွက်လိုက်ကြီးမြင်နာကြတော့ဒီယောဂသစ္စာတဲ့ဖေယဘာမှမခက်တော့ဘူးနော်မဲ့ညာဘုံညာနိဗ္ဗာန်ညာနိဗ္ဗာန်ကိုညာရောက်တာရုပ်တည်နန်းနဲ့လက်မခံဘူးသူတွေငါတွေလက်မခံဘူးနိဗ္ဗာန်ဘာရောက်လဲဉာဏ်လေးပဲရောက်တယ်ဗျာအဲ့ဒါသဥပါတိတေသနိဗ္ဗာန်နဲ့ဗျာလက်ခမောက္ခအပေတကားပိတ်ပြီးအဲ့ဒီလူလေးအစိဏကံလေးကျင့်ထားမှဖြာယောဂဖြစ်တဲ့အချိန်ဖြာယောဂဖြစ်တဲ့အချိန်ဘုရုအာကုန်လဲလည်းအာကုန်လို့လည်းမရဘူးမရအာကုန်လို့လည်းမရဘူးသတ္တမိအာကုန်လို့လည်းမရဘူးစိဝဥစ္စာအာကုန်လို့လည်းမရဘူးယောဂီတို့အဲ့ဒီမဲ့ညာဘုံညာနိဗ္ဗာန်ညာကလာရင်
ကဲလိမ့်မယ်ဖေတပည့်တော်တော့တိုက်တိုက်တွန်းတွန်းအားရပါရပြောနေတယ်မိနစ်20လောက်ကြာနေတယ်ကြိုးစားပါမလည်းမခက်လို့အဲ့ဒီလူလေးပြောပြီးမဲ့ဆရာလိုးနေတာဖေထိုင်တော့ထိုင်ကြတာပဲဟိုတွေးဒီတွေးဟိုကြံဒီကြံဟိုစိတ်ကူးဒီစိတ်ကူးကိလေသာနဲ့ငိုက်ဒီလိုနဲ့တစခန်းပြီးသွားကြတာလေအခုများငြိမ်လိုက်တာဗျာတပည့်တော်အားရပါရနဲ့အခုတိုက်တွန်းအရှင်ဘုရားတို့မြောက်ပြောနေတာမဟုတ်ဘူးဖြစ်စဉ်ကြိုက်ကလေးတပည့်တော်ပံမိုးတာဒီနေရာလေးအဲ့လိုလေးပြောလိုက်ရင်ကဲအရှင်ဘုရားတို့အိုးဟုတ်ပြီလားပဲငါတဏ္ဍာမှာဘာစိတ်မှမရှိပါလားဉာဏ်စိတ်ပဲရှိပါလားဒီဉာဏ်ကဘာဉာဏ်လဲအိုးအမှန်မြင်တာမဲ့မှန်ရဲ့ဖို့ကူးစမြဲဖို့ဘာကြီးဖို့နေလေလောဘကြီးဖို့နေတယ်ဒေါသကြီးဖို့နေတယ်1500ကိလေသာစိတ်တွေဖို့နေတယ်ဗျာအဲ့ဒါဘာလို့လဲဟောဒီသီလ